gig conflict ပေါ့နော်ကျွန်တော်တို့ team တွေနဲ့ကိုကဒီ software project တွေရေးတဲ့အခါမှာဟိုလူအများကြီးကနေပြီးတော့မှဝိုင်းရေးရတာဖြစ်တယ်တဲ့တချို့ချိန်တွေမှာဟို file ဟိုတူညီတဲ့ file ဟိုကပြန်ပြီးတော့မှဝိုင်းပြီးတော့ပြင်တဲ့အခါမှာ gig conflict တွေတက်တယ်အဲကျတော့ကျွန်တော်တို့အဲ့ conflict တွေကိုဘယ်လို resolve လုပ်ရမလဲဆိုတာမျိုးပေါ့နော်အခက်အခဲတွေဒီထူးသဖြင့်ကျွန်တော်တို့ဒီ junior developer တွေမှာကပို့ပြီးတော့မှဖြည့်ရှင်းမှုသူတို့အတွက်အခက်အခဲပိုရှိကြတာများတယ်ဗျအဲ့ဒါမျိုးဒါထွေထွေထူးပေါ့မှအများကြီးတော့ပါတော့မပါဘူးเนาะဒါ conflict resolve ဘယ်လိုလုပ်ရမလဲဆိုတာမျိုးနမူနာလေးပြချင်တာပေါ့နော်အခု conflict resolve မှာကျွန်တော်ကပုံမှန်ဆိုရင် git သုံးရင်command line တွေအဓိကမသုံးပါသုံးလဲဆိုရင်ကျွန်တော် git test တော့ထည့်ထားလိုက်တယ်အဲ့တော့ command တွေအများကြီးသုံးစရာမလိုအဲ့ကောင်ကျော်ပြီးသွားလို့ရှိရင်ကိုလောလောဆယ်ပါလို့လဲဆိုတော့ဒီမှာ repository demo လေးစောက်ထားလိုက်တယ်အဲ့ထဲမှာ index.html တခုပဲပါတယ်ဗျ index.html ပေါ့နော်အဲ့ index.html မှာလည်းပါရေးထားအောင်ဆိုတော့ဘာမှမပါဘူးဒီမှာ hello world တခုပဲပါတယ်ကျတော့နမူနာအနေနဲ့ကျွန်တော်တို့ဆိုကြပါစို့နော် team တခုမှာ software developer ကျွန်တော်တို့တယောက်တည်းမဟုတ်ဘဲနဲ့ကိုက2ယောက်3ယောက်စသဖြင့်ပေါ့နော်ဟိုတယောက်တည်းပို့ရေးရတဲ့အခါမှာဒီ conflict resolve တွေကတက်လေရှိတယ်ဒါမှမဟုတ်ကိုတယောက်တည်းကပဲ branch တွေအများကြီးခွဲပြီးတော့ဟိုတူညီတဲ့ file တခုသွားပြီးတော့မှပြင်ပြီးတော့မှပြန် match တဲ့အခါမျိုးမှာအဲ့ conflict ကတက်လေရှိတယ်အဲ့ကျတော့အပုံစံနမူနာပြမယ်ဒီမှာဆိုလို့ရှိရင်ဥပမာဆိုကြတော့ developer A တယောက်ကပထမတယောက်ကသူကဒီ branch ကနေပြီးတော့မှ branch အသစ်ပြင်မှာ branch ကနေပြီးတော့မှ branch အသစ်သူမှဆိုကြပါစို့ကျွန်တော်သူက feature slash v1 ပေါ့နော် feature တော့သူကတယောက်က branch တခုခွဲတယ်သူက feature အသစ်တခုလုပ်တယ်နောက်တစ်ယောက်ကလည်းအဲ့လိုပဲဒီ branch ကနေပြီးတော့သူကလည်း feature တခုထပ်ထည့်တယ်ပေါ့နော်ထည့်လိုက်အဲ့တော့ဆိုကြပါစို့ပထမ developer ကသူ feature ထည့်တဲ့အချိန်မှာဒီ index.html ဆိုတဲ့ file တစ် file ထဲမှာပဲလာပြီးတော့သူကဆိုကြပါစို့သူကဟာပေါ့ paragraph တခုနဲ့this is feature 1ပေါ့နော် this is feature 1ဆိုသူကကျတော့အမှ changes ကိုလုပ်လိုက်တယ်အဲ့ဒီ file ထဲမှာပြီးရင်သူက added feature 1ဆိုပြီးတော့သူကအမှ changes ကိုလုပ်လိုက်တယ် okay အမှအဲ့ဒီမှာပဲနောက်ထပ် developer တယောက်ကလည်းနောက်ထပ် feature branch တခုနဲ့သူကအဲ့ဒီ sona က index.html မှာပဲ feature this is feature 2ဆိုပြီးတော့သူက feature နောက်တစ်ခုထည့်လိုက်တယ်ပေါ့အဲ့ကြောင့်အဲ့လိုထည့်လိုက်တယ်ပြီးအဲ့ changes ကိုသူကဒီမှာပဲ commit လုပ်လိုက်တယ် feature 2ကျတော့ဆိုတာသူက feature 1ထဲမှာကသူကအဲ့ဒီ feature 1ထဲမှာ feature သူကအသစ်တခု feature 2ထဲမှာ feature အသစ်တခုသူကရောက်နေ file ကတော့ဒီ index.html တစ် file နဲ့ပဲပေါ့နော်ဒီ pima branch မှာကတော့ဒါ changes ကမရှိသေးဘူးအဲ့တော့ဆိုကြပါစို့အဲ့ချိန်မှာပထမဒီ developer တယောက်ကပေါ့နော်ပထမ developer တယောက်ကသူကအရင်ဆုံးပထမ developer အနေနဲ့ဒုတိယ developer အနေနဲ့တယောက်ကအရင်ဆုံး pima branch တွေကိုသူ့ရဲ့ branch ကိုသူက match လိုက်တယ်ဆိုကြပါစို့ဒီမှာဆိုရင်ကျွန်တော်ကဒီ master branch တွေကိုလာပြီးတော့မှ feature ဆိုကြပါစို့2ကိုအရင်အပ်လိုက်မယ်ပေါ့နော်ဒါမှ feature 1ကိုပဲအရင်အပ်မယ်ဆိုကြပါတော့ကျွန်တော် feature 1ကိုအပ်လိုက်လို့ရှိရင်သူကအခုလောဆယ်ဒီ master branch ထဲမှာ index.html မှာ feature 1ရောက်နေဆိုပေမဲ့အဲ့အချိန်မှာအဲ့လိုအပ်ပြီးသွားတဲ့အချိန်မှာကျွန်တော်မှနောက်ထပ်ဒီ feature 2ကိုရေးထားတဲ့ developer ကလည်းသူကအမှ pull request တွေပါ create လုပ်ပြီးတော့မှပဲဖြစ်ဖြစ်ပေါ့နော်ဒီ branch တွေကိုလာပြီးတော့သူက match လို့ရှိရင်သူကအမှ conflict ကတက်တော့မှာဥပမာအနေနဲ့ဆိုကြပါစို့သူကအဲ့ PR မလုပ်ခင်သူ့ရဲ့ feature 2 branch တွေကို main branch ရဲ့ latest တွေကိုပြန်ပြီးပူးလိုက်တယ်ပေါ့နော်ဥပမာဒီ main နဲ့ master ရဲ့ဟိုကိုသူ့ထဲကိုအရင်ဆုံးပူးပြီးတော့မှသူက PR create လုပ်ဖို့စူးစမ်းတဲ့အချိန်မှာဆိုရင်အခုဒီမှာကြည့်လိုက် master ရဲ့ changes ကိုနော် master ထဲမှာရှိတဲ့ဆိုတော့ feature 1မှာ feature 1ဆိုတာ master ထဲမှာရောက်နေဒါပေမဲ့ feature 2 branch ထဲမှာမရောက်သေးဘူးအဲ့တော့အဲ့ feature 1ထဲမှာရှိတဲ့ changes က master ထဲမှာရောက်နေဖြစ်တဲ့အတွက်အဲ့ master ကို feature 2ထဲကိုသူက PR create မလုပ်ခင်အရင်ပူးလိုက်တယ်ပဲဆိုကြပါစို့เนาะဒါကတော့ conflict ဖြစ်မဲ့အခြေအနေဘယ်လိုအခြေအနေမျိုးမဆိုတခုခုကျွန်တော်နမူနာအနေနဲ့ပြချင်တာပေါ့เนาะအဲ့တော့အရင်ဆုံး feature 2 branch ထဲမှာလာပြီးတော့ master branch ကိုသူက match ဖို့ကြိုးစားပေမဲ့ဒီမှာဆိုလို့ရှိရင် match comment လုပ်လိုက်မယ်လုပ်ပေမဲ့လို့သူက there will be one conflict file ဆိုတာသူကတေချာတော့ conflict ကတက်တော့မှာအဲ့တော့ okay ရတယ် conflict တက်မဟုတ်ရင်လည်း match ကမှာဆို conflict ကတက်ရတော့မှာပဲအဲ့တော့ match လိုက်တဲ့အချိန်မှာတေချာတယ်ဒီမှာဆိုရင်
သူက conflict ကတက်တယ်ဆိုတော့ဒီမှာဒီ get desktop ကဒီ file က conflict တက်တယ်ဆိုပြီးဒီလိုမျိုးလေး alert လေးနဲ့ပြတယ်ပြတော့အကောင်ကျွန်တော်တို့က conflict က resolve ကလောက်ရမှာဖြစ်တဲ့အတွက် open VS Code လုပ်လိုက်မယ်လုပ်လိုက်ပြီးတော့ဒီမှာကျွန်တော်တို့ကဒီမှာဒီ get conflict resolve လုပ်တဲ့ window အကြာလာမယ်ကြာလာတဲ့အချိန်မှာကျွန်တော်တို့ကဒီမှာ compare လုပ်လိုက်လို့ရတယ်ဥပမာဒါဆိုရင်ဒီမှာအကောင်ဒီလိုမျိုးကျွန်တော်တို့မြားရင်ကြည့်ရတာမကြည့်တဲ့ဟုတ်ဆိုရင်ကျွန်တော်တို့ကဒီမှာ mesh editor ထဲမှာကျွန်တော်တို့ resolve လုပ်မယ်ဆိုပြီးဒီမှာဒါလေးကိုနှိပ်လိုက်လို့ရှိရင်သူကအမှ compare လုပ်လို့ရတယ်ဒီမှာဘယ်ဘက်ညာဘက်ဆိုပြီး compare လုပ်လို့ရတယ်ဒါက incoming ဒီကောင်က current changes ဒီကောင်က incoming changes ဒါကအောက်ဆုံးကနောက်ဆုံးရလာရင်မြင်ရမယ့် result ပေါ့နော်အဲ့မှာဒီမှာဆိုလို့ရှိရင်လက်ရှိမှာ feature ဒီ 2 branch ထဲမှာက this is feature 2ဆိုတဲ့ feature 2တခုပဲရှိတာဒီ feature 1 changes ကမရှိသေးတော့သူကပြန်ထည့်ဖို့ကြိုးစားတဲ့အချိန်မှာ line number ကလည်းတူနေတဲ့အခါမှာသူကဘယ်ကောင်ကိုယူရမလဲဆိုတော့သူကမသိဘူးနှစ်ခုလုံးယူမှာလားတခုတည်းကိုယူရမှာလားတခုတည်းယူမယ်ဆိုရင်လည်း feature 1ကိုဒီနေရာမှာအစားထိုးရမှာလား feature 2ပဲဒီတိုင်းထားလိုက်ရမှာလားဆိုတော့သူကမသိတော့သူက conflict တက်သွားတဲ့အခါမှာကျွန်တော်တို့ကဒီမှာဆိုရင်ကြည့်လိုက်လို့ရှိရင်ကျွန်တော်တို့က feature နှစ်ခုလုံးကကျွန်တော်တို့ကဒီ file ထဲမှာရှိဖို့လိုတယ်နော်မူလဟို main ထဲမှာရောက်လာတဲ့ဒီ feature 1ကလည်းဆက်ရှိနေဖို့လိုတယ်ပြီးရင်ဒီ feature 2 branch ထဲမှာရေးထားတဲ့ feature 2ကလည်းဒီ main branch ထဲဟိုမှာဒီဘောနော်ဒီ index of html ထဲမှာ feature နှစ်ခုလုံးရှိဖို့လိုတဲ့အတွက်ကျွန်တော်တို့ကဒီမှာဆိုလို့ရှိရင်current ဒီဘော accept incoming ဆိုပြီးတော့မှဝင်လာတဲ့ကောင်ကို accept လုပ်မယ်accept current ဆိုရင်ရှိပြီးသားဟိုအကောင်ကို accept လုပ်မယ်ဆိုပြီးတော့သူကတခုခုကိုပဲ accept လုပ်မယ်ဆိုတဲ့ဟာမျိုးပေါ့နော်ဒါမှကိုကဒီတခုတည်းကို accept လုပ်ချင်တယ်ဆိုရင် accept incoming ဒါပေမဲ့ဒီဘက်ကတခုတည်းကို accept လုပ်ချင်တယ်ဆိုရင်ဒီက accept current ပေါ့အဲ့လိုမဟုတ်ဘဲနဲ့ကျွန်တော်ကဒီမှာဆိုရင် feature နှစ်ခုလုံးဝင်ရမှာဖြစ်တဲ့အတွက်ဘာလုပ်လို့ရလဲဆိုတော့ accept combination ဆိုပြီးနှစ်ခုလုံးလက်ခံမယ်ဆိုပြီးလုပ်လို့ရတယ်အဲ့မှာမှဘယ်ဟာအပေါ်ဟာထားမှာလဲဆိုတဲ့ဥစ္စာကျတော့ဟိုမှာ incoming fast လား current fast လားပေါ့ဒီမှာဆိုရင်ကျွန်တော် feature 1ကိုဟိုပထမဆုံးအပေါ်မှာရှိစေချင်တယ် feature 2အောက်မှာရှိစေချင်တယ်ဆိုရင်ကျွန်တော်တို့ဒီမှာ accept combination incoming fact ဆိုပြီးဒီကောင်ရွေးလိုက်လို့ရှိရင်ဒီမှာ result ကဘာဖြစ်သွားလဲဆိုလို့ရှိရင်ဒီမှာနှစ်ခုလုံးဝင်လာတယ် this is feature 1ပြီးတော့လို့ရှိရင် this is feature 2အဲ့ဒါမှဒါ complete match ကဒီမှာနှိပ်လဲရတယ်မနှိပ်လဲဟိုဘက်မှာ auto result ဖြစ်သွားလိမ့်မယ်ဒါနှိပ်လိုက်လို့ရှိရင်ဘာမှမဖြစ်ဒီမှာဒီ get desktop နဲ့ပြန်သွားလိုက်ဒီမှာဆိုရင် all conflict result ဖြစ်သွားတယ်โอเคဒါဆိုလို့ရှိရင်ကျွန်တော်တို့အပေါ်လုပ်လို့မရအောင်နော်အပေါ်လုပ်လို့ရှိရင်တော့မူလ match မလုပ်ရသေးတဲ့အခြေအနေပြန်ရောက်သွားမယ်အဲကြောင့်ကျွန်တော်တို့က continue match ပေါ့နော် match ကိုဆက်ပြီးတော့မှပြီးတဲ့အထိလုပ်လိုက်မယ်လုပ်လိုက်လို့ရှိရင်ဒါဆိုရင်သူက successfully match ဆိုပြီးတော့ဒီ main branch ကိုဒီမှာတော့ master ပေါ့နော် sorry ကျွန်တော်ဟို branch နာမည်မပြောင်းလိုက်ရလို့ဒီ master ကို feature 2တဲ့ကိုအရင်ဆုံးပို့လို့အောင်မြင်သွားပါပြီဆိုတာမျိုးဖြစ်သွားတယ်ကျွန်တော် history မှာသွားကြည့်လိုက်ရင် feature 1 add ထားတာရှိရယ်ပြီးတော့လို့ရှိရင် feature 2 add ထားတာရှိရယ်နှစ်ခုလုံးရောက်နေเนาะအဲကြတော့ကျွန်တော်တို့အဲ့လိုမျိုးဒီကောင်ကအရင်ပို့လိုက်တာဖြစ်တဲ့အတွက်ဒီထဲမှာဆိုလို့ရှိရင် feature 1လည်းရှိသွားပြီ2လည်းရှိသွားဒီမှာသွားကြည့်လိုက်လို့ရှိရင်เนาะဒီမှာပိတ်လိုက်လေရတယ်ဒီမှာ index.html ဖွင့်လိုက်ရင် feature 1ကို2ကိုရောက်သွားအကြတော့မှကျွန်တော်တို့ပြန်ပြီးတော့မှ main ထဲကိုပြန် match လုပ်ရင်ဒီကောင် conflict ကမရှိတော့ဥပမာ PR create လုပ်တယ်ပဲဆိုကြပါစို့เนาะဒါ PR create ဒီမှာတော့ကျွန်တော်က local မှာဆိုတော့ PR တွေပါတော့ create မလုပ်တော့ဒီတိုင်းပဲlocal မှာဒီတိုင်းပဲ match လိုက်တယ်ပေါ့အဲ့တော့ create comment ဆိုလို့ရှိရင်ဒီမှာဆိုရင်ဒါဘာ conflict မှာ result လုပ်စရာမလိုတော့ conflict မတက်တော့ဘူးเนาะဘာလို့ဆိုတော့သူက over branch မှာပူးကြတဲ့ conflict ကရှင်းခဲ့လိုက်တာပေါ့เนาะအဲ့တော့ဟိုဆိုလိုတာအဓိကပြောချင်တာကတော့ conflict က resolve လုပ်ဖို့ကဘာကြောင့် conflict တက်တာလဲဆိုတော့ကျွန်တော်တို့ကသိမယ်conflict မှာကိုကဘယ် changes တွေကကိုအတွက်အရေးကြီးလဲဘယ်ဟာတွေကကိုကဒီလက်ရှိ current file နဲ့မှာ set ထားရမှာလဲ override လုပ်ရမှာလဲမလုပ် override လုပ်ရမယ်ဟာလားမလုပ်ရဘူးလားဆိုတာမျိုးခွဲခြားသိနေမယ်ဆိုလို့ရှိရင်ပြီးရင်နောက်တစ်ချက်ကဒီ get desktop နဲ့ဒီ VS Code နဲ့တွဲပြီးမှသုံးတဲ့ပုံစံမျိုးလေးပေါ့နော်ကျွန်တော်ကတော့ web developer ဆိုတော့အဲ့လိုမျိုးတွဲသုံးတဲ့ပုံစံမျိုးလေးနဲ့ဆိုလို့ရှိရင်ဒီ conflict ကို resolve လုပ်ရတာအရင်ဟိုမှာလွယ်တယ်ပေါ့နော်ဒီကအဲ့ဒါလေးကိုပြောချင်တာ